Hello အားလုံးပဲမင်္ဂလာပါရှင်မမင်တို့ကတော့ပြုံးနေမျိုးကပဲဖြစ်ပါတယ်ဒါကတော့မမင်တို့ဖူတီတွင်းပြည်ဦးလွင်ကို Rainbow Delivery ကတက်တဲ့ပင်လယ်စာမာလာဘန်းကြီး6000တန်ဖြစ်ပါတယ်ရှင်သူ့မှာဘာတွေပါလဲဆိုရင်ပိတ်ကြီးဘိုးရဲ့မြစ်ပစွန်ရဲ့ပြီးရင်ကင်းမွန်ရဲ့ကနန်းရဲ့ပါတယ်ပေါ့နော်ဒါကတော့ကနန်းမက်စလာချစ်တပွဲကို2000ခွဲချက်ဖြစ်ပါတယ်ရှင်ကနန်းက90တောင်ပါလို့မလို့မိသားစုတစုတော့စားလောက်တယ်ပေါ့နော်ဒီလိုကနန်းလက်ဆက်ဆက်လေးတွေကိုပေါ့နော်ကနန်းကအခုဆိုလို့ရှိရင်တော့လက်ဆက်ဆက်တွေပေါ့နော်တခါတလေကြားလို့ကနန်းရှားချိန်ဆိုတော့နည်းနည်းပစ္စည်းပြတ်ရင်တော့အဲ့လိုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကနန်းမက်စလာချစ်စားချင်နေဆိုရင်အခုချိန်စားပါလို့မင်းက recommend ပေးပါတယ်ရှင်ဒါကတော့ပင်လယ်စာမာလာရှမ်းကော2000တန်ရဲ့ပင်လယ်စာမာလာရှမ်းကော2000ခွဲတန်ရဲ့ဖြစ်ပါတယ်ဒါလေးကတော့ပင်လယ်စာမာလာရှမ်းကော16000တန်နှစ်ပွဲရဲ့တမော်ရီထောင်းတစ်ပွဲရဲ့ဒိန်ချင်းရဲ့ဖြစ်ပါတယ်ရှင်မင်းတို့ဆိုင်မှာမာလာရှမ်းကောမာလာမောက်ချိုက်အပြင်အထောင်းမျိုးစုံအေးမျိုးစုံပြီးသွားလို့ရှင်ပင်လယ်စာဟင်းလျာမျိုးစုံကိုတနေရာထဲမှာရရှိနိုင်ပါတယ်ရှင်မင်းတို့ဆိုင်ကိုဖုန်းလေးစလိုက်တာနဲ့မင်းတို့ကအိမ်ရောက် delivery နဲ့ပို့ပေးပါတယ်ရှင်ဒါကြောင့်မို့လို့စားချင်တယ်ဆိုရင်တော့မမင်တို့စီကို39993333ကိုဆက်သွယ်မှယူအားပေးနိုင်ပါတယ်ရှင်အားလုံးကို